ကြာသပတေးနေ့မွေးသူများအတွက်2026ခုနှစ်6လပိုင်း8ရက်နေ့မှ14ရက်နေ့အထိတပတ်စာမြန်မာရိုးရာဗေဒင်ဟောစာတမ်းဒီတပတ်မှာကြာသပတေးနေ့မွေးသူတွေအတွက်ကံကြမ္မာတိုးတက်မှုတွေမြင်တွေ့ရနိုင်ပြီးအခွင့်အရေးကောင်းတွေဝင်လာမဲ့အချိန်ဖြစ်ပါတယ်။အရင်ကစူးစမ်းထားတဲ့အရာတွေအကျိုးရလဒ်ကောင်းတွေပြန်လည်ရရှိလာနိုင်ပါတယ်။ကြာသပတေးနေ့မွေးသူများအတွက်အလုပ်စီးပွားရေးကတော့လုပ်ငန်းခွင်မှာလူကြီးသူမတွေရဲ့အားပေးကူညီမှုကိုရရှိနိုင်ပါတယ်။ယာတုတိုးခြင်းတာဝန်ကြီးရခြင်းနဲ့လုပ်ငန်းချဲ့ထွင်ခြင်းတွေကြုံတွေ့ရနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းများတွင်အယောင်းဝယ်ကောင်းမွန်လာနိုင်ပါတယ်။ကြာသပတေးနေ့မွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံကောင်းနေပြီးအပိုဝင်ငွေတွေရရှိလာနိုင်ပါတယ်။အရင်ကနှောင့်နှေးနေတဲ့ငွေကြေးကိစ္စတွေပြည်လဲလာနိုင်ပေမဲ့မလိုအပ်တဲ့အသုံးစရိတ်တွေကိုထိန်းချုပ်ဖို့လိုပါတယ်။ကြာသပတေးနေ့မွေးသူများအတွက်အခြေရေးကတော့ single တွေအတွက်ကံကြမ္မာဖန်တီးပေးတဲ့ဆုံတွေ့မှုမျိုးဖြစ်လာနိုင်ပါတယ်။ချစ်သူရှိသူတွေကတော့အချင်းချင်းယုံကြည်မှုနဲ့နားလည်မှုတွေပုံမခိုင်မာလာမဲ့ကာလဖြစ်ပါတယ်။ကြာသပတေးနေ့မွေးသူများအတွက်ကျန်းမာရေးကတော့ပင်ပန်းနွမ်းနယ်ခြင်းအကြောတက်ခြင်းနဲ့ကောင်းမှုခြင်းတို့ကိုသတိထားပါ။အနားယူချိန်လုံလောက်စွာယူဖို့လိုအပ်ပါတယ်။ကြာသပတေးနေ့မွေးသူများအတွက်ရှောင်ရန်ကတော့ဒေါသနဲ့ဆုံးဖြတ်ချက်ချခြင်းငွေကြေးအာမခံပေးခြင်းမစင်စားဘဲယင်းနှိမ့်နှံခြင်းတို့ရှောင်ပါကြာသပတေးနေ့မွေးသူများအတွက်ဆောင်ရန်ကတော့ကြာသပတေးနေ့တွင်အဝါရောင်ပန်းလှူဒန်းပါမိဘဆရာသမားများအားကြော့ပါအဝါရောင်အသုံးဆောင်လေးများဆောင်ထားပါကံကောင်းစေသောအယောင်အဝါရောင်ရွှေရောင်တို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့9-9ကဏ္ဍတို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့တနင်္လာနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာစိတ်ရှည်သီးခံပြီးကြိုးစားလှုပ်ဆောင်နိုင်ရင်အောင်မြင်မှုနဲ့ကံကောင်းခြင်းတွေရရှိလာနိုင်ပါတယ်အခုလိုတပတ်စာပေတင်ဟောချက်တွေကိုအမြဲကြည့်ရှုခြင်းရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး